ချန်ပီယံလိပ်ပွဲညတွေကတော့ပြန်လာခဲ့ပြီเนาะမင်းညာဆိုရင်မထမက်တဲ့အသင်းနေရှုံးသွားတာကြီးလည်းရှိတယ်ပေါ့ဗျာစင်ပြန်ကြီးတို့ကတော့ထိတ်ဆုံးကနေပန်းလျက်ဖဲပေါ့เนาะပန်းလျက်ဖဲစင်ပြန်ကြီးတို့ကတော့ကောင်းပါလေဒါကျွန်တော်တို့လီဗာပူးကလည်းဒီနေ့ညမှာဆိုလို့ရှင်ရင်မာဆေးကွင်းကိုတွားပြီးတော့ချန်ပီယံလိပ်အုပ်စုပွဲစဉ်အမတ်စဉ်ခွင်ကိုသွားကန်ရမှာညနေနာရီခွဲမှာပေါ့နော်ကျွန်တော်တို့မြန်မာစံတော်ချိန်ရဆိုညနေနာရီခွဲမှာပါမာဆေးအသင်းရဆိုလို့ရှိရင်ပြင်သစ်လီဂူးမှာအဆင့်3မှာရပ်တည်နေတယ်ရမက်က35မိနစ်ကျွန်တော်တို့ lens အသင်းနဲ့ပထမအဆင့်က lens အသင်းနဲ့10မှတ်กว่าဒုတိယအဆင့်က PSG နဲ့9မှတ်กว่าမှာရပ်တည်နေတယ်เนาะကျွန်တော်တို့နောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်မာဆေးအသင်းက2ပွဲတည်2ပွဲရှုံးကျန်တဲ့6ပွဲကိုအနိုင်ကန်ထားတယ်နောက်ပြီးတော့ချန်ပီယံလိပ်မှာဆိုလို့ရှိရင်လဲကျွန်တော်တို့ရမက်က9မှတ်နဲ့အဆင့်16မှာရပ်တည်နေတယ်ပေါ့နော်နောက်တစ်ခုသတိထားရမှာကတော့မာဆေးအသင်းမှာဆိုလို့ရှိရင်ပရီးမီးယားလိပ်မှာခြေဆွာပြီးတော့မန်ယူကနေပြောင်းသွားတဲ့မေဆန်ဂရင်းဝူလီကတော့ဗျာလိဂ်ပွဲမှာဆိုလဲ18ပွဲဝင်ကစားထားပြီးတော့12ဂိုးသွင်းနဲ့3ဂိုးဖန်တီးထားတယ်ချန်ပီယံလိပ်မှာဆိုလို့ရှိရင်လဲ6ပွဲဝင်ကစားတယ်3ဂိုးသွင်းနဲ့တပွဲတဂိုးဖန်တီးပေးထားတယ်ပေါ့နော်ဒီမေဆန်ဂရင်းဝူလီကတတိထားစရာကောင်းတဲ့ကစားသမားလေးပါโอเคဟုတ်ပြီမာဆေးကွင်းမှာဆိုရင်တို့ကမရှုံးတာတောင်4ပွဲစတိုက်ရှိသွားပြီဗျာเนาะအိမ်ကွင်းမှာမရှုံးတာ4ပွဲစတိုက်ရှိသွားပြီနောက်တစ်ခုအနေနဲ့ကျွန်တော်တို့လီဗာပူးအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့မိုဆလာကအာဖရိကဖလားအနေစတုထရပြီးတော့ပြန်လာတယ်ဒါမိုဆလာရဲ့နောက်ဆုံးအာဖရိကဖလားဖြစ်မယ်လို့ထင်ပါတယ်သူအသက်အရွယ်နဲ့ဆိုလို့ရှိရင်ပေါ့နော်နောက်ဂိုမက်ကျွန်တော်တို့ဒဏ်ရာရနေတဲ့ဂိုမက်ကလေ့ကျင့်ခန်းပြန်ဆင်းတယ်သူတို့နောက်ကတော့လူစင်းနဲ့ပြန်ပါလာခဲ့ပြီးနောက်အေစီယန်ဒဏ်ရာရပြီးရနေတဲ့နောက်တန်းကစားသမားလူငယ်ကစားသမားလေးမျိုးနီရလေလူစင်းကျွန်တော်တို့လေ့ကျင့်ခန်းဆင်းတဲ့ထဲမှာပြန်ပါလာတယ်ဒါပေမဲ့သူကတော့လူစင်းထဲမှာမပါသေးဘူးပေါ့ဗျာနော်လီဗာပူးမှာပြောစရာရှိတယ်နောက်ဆုံးရှင်ပြိုင်ခဲ့တဲ့12ပွဲဆက်ရှုံးပွဲမရှိဘူးဆိုပေမဲ့လည်းနောက်ဆုံး5ပွဲမှာ4ပွဲမှာ4ပွဲတည်ကြပြီးတပွဲကျွန်တော်တို့ဂျားပွဲမှာအဖေဖလားပွဲလေးမှာအသင်းငယ်လေးကိုဂိုးအပြတ်အနိုင်ရတာပဲရှိတယ်ကျန်တဲ့4ပွဲမှာတော့ကျွန်တော်တို့ပရီးမီးယားလိဂ်ပွဲမှာဆိုလို့ရှိရင်အသင်းသေးလေးတွေကိုဇက်တိုက်တည်ကြသွားတယ်ဂျားထဲမှာအာဆင်နယ်ကိုစီစီတည်ကြတဲ့ပွဲတစ်ပွဲပဲရှိခဲ့တယ်ကျွန်တော်တို့ဟုတ်ပြီလီဗာပူးကဒီနေ့ညချန်ပီယံလိဂ်အုပ်စုပွဲစဉ်ခွင်မှာသာအနိုင်ရသွားမယ်ဆိုလို့ရှိရင်ဓာတ်ရိုက်ခြေစစ်ပွဲအောင်ဖို့အခွင့်အလမ်းကောင်းသွားမယ်နောက်ပွဲကိုလည်းကျွန်တော်တို့အေးချောင်းကန်လို့ရမယ်ပေါ့ဗျာအခုလက်ရှိမှာတော့ကျွန်တော်တို့ကချန်ပီယံလိဂ်ကို6ပွဲကန်ပြီးရမှတ်12မှတ်နဲ့2ပွဲရှုံးအဆင့်7မှာရပ်တည်နေတယ်နိုင်ရင်15မှတ်ရမယ်ဒါခြေစစ်ပွဲအောင်ဖို့ကျွန်တော်တို့ကညော်မှန်းလို့ရမယ်ပေါ့ဗျာเนาะကျွန်တော်တို့ညော်မှန်းလို့ရမယ်အာနီစလော့ကလည်းဒီပွဲမှာကျွန်တော်တို့ပြန်ပြီးတော့နိုင်ပွဲရယူသွားနိုင်မလားကျွန်တော်တို့တွေးကြည့်ရမှာပါဒါပေမဲ့မာစီကလည်းသူ့ရဲ့အိမ်ပွဲမှာဆိုလို့ရှိရင်တော့တူတန်ခြေစွမ်းနဲ့ခံကန်နိုင်တဲ့ခြေစွမ်းရှိတယ်မာစီရဲ့ဒီနေ့ခြေစွမ်းဟာဆိုလို့ရှိရင်တော်တော်လေးကိုကောင်းမွန်နေပေါ့နော်တချို့အသင်းကြီးတွေဆိုလို့ရှိရင်လည်းခံကန်ထားတာမျိုးတွေ့ရတယ်အဲ့တော့ကျွန်တော်တို့လီဗာပူးမှာဆလာပြန်ပါလာတာနဲ့အမျှကျွန်တော်တို့ရဲ့တိုက်စစ်ကဂေါ်ဒီထက်ပိုပြီးတော့ထက်မြက်လာနိုင်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရမှာပါလီဗာပူးရဲ့အိမ်ကွင်းပွဲစဉ်တွေကလည်းမကြံတော့ဘူးဆိုတော့ကျွန်တော်တို့ဒီပွဲမှာအနိုင်ရဖို့အတွက်ကျွန်တော်တို့လီဗာပူးဘယ်လိုကြိုးစားအားထုတ်လာနိုင်လဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရမှာပါโอเคည2နာရီခွဲမှာတွေ့ပါမယ်เนาะကျွန်တော်ထင်တာတော့လီဗာပူးကဒီပွဲမှာမရှုံးအောင်တော့ကန်သွားနိုင်မယ်လို့ထင်တယ်နှစ်ဖက်စလုံးအနေနဲ့ဆိုလို့ရှိရင်တော့နှစ်ဖက်လုံးအနေနဲ့ကျွန်တော်တို့အပြန်လန်ဂိုးသွင်းသွားနိုင်မယ်လို့ထင်ပါတယ်လီဗာပူးရဲ့နောက်တန်းက8ပေါက်နဲ့ဖားကောက်လို့ဖြစ်နေတဲ့ဟာကိုတော့ကျွန်တော်တို့ပြန်ပြင်နိုင်လေဦးမယ်လို့မထင်ဘူးပေါ့ဗျာကျွန်တော်တို့နိုင်ရင်တောင်မှမာစီကဒါကျွန်တော်တို့2-1ဒါမှမဟုတ်လီဗာပူးက1-2ဒါမျိုးနဲ့ပဲကတ်နိုင်သွားနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ညပွဲမှာပြန်တွေ့ကြပါမယ်လီဗာပူးအနိုင်ရရှိပါစေလို့ဆုတောင်းပေးရင်းနဲ့အားလုံးကိုနှုတ်ဆက်ပါတယ်မိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်းပြောပြပေးသွားနိုင်ပါတယ်နော်